Hitachi ကနေတစ်ထွက်ရှိထားတဲ့အခု2025ဆယ်လပိုင်းနောက်ဆုံးအပတ်မှာပစ္စည်းရောက်ထားတဲ့ 8kg model အသစ်ကလေးနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ် Tempered Glass series လေးပါပဲ model နံပါတ်က LTL 08M00 ဖြစ်ပါတယ်သူ့ရဲ့ design လေးကိုပြမယ်เนาะဒါကတော့သူ့ရဲ့အဖုံးအတွင်း design လေး Hitachi ရဲ့စနစ်အရပုံမှန်အတိုင်း lock system လေးပါဝင်မှာဖြစ်တယ်ပြီးသွားရင်ဒီနား design အသားနားဆိုလဲပြောင်းသွားရပေါ့เนาะဒါကတော့သူ့ထဲမှာ G-pipe ပါဝင်မယ် cut လောက်ထုတ်ပါဝင်မှာပေါ့เนาะအသုံးပြုပုံ manual မြန်မာလူကြီးထားစာအုပ်ကလေးတစ်ခုပါဝင်မှာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့အတွင်းကန်ပေါ့เนาะဒါကတော့ 8kg ပါအတွင်းကန်ဒါကတော့ရေစင်းပိုက်ကလေးပါเนาะရေစင်းပိုက်ကလေးပါဒီမှာအတွင်းကန်မှာအတွင်းကန်လည်းကျယ်တယ်ဒီ 8kg လေးကတော့လေဒါကတော့စက်ပြားလေးပါထည့်တဲ့ခွက်ပါတော့ fitter လေးလည်းပုံမှန်အတိုင်းဒီအတိုင်းလေးပဲ steel fitter လေးနဲ့လာမှာဖြစ်ပါတယ်သူ့ရဲ့တစ်လုံးလုံးပေါ့နော်သူ့ရဲ့တစ်လုံးလုံးဒါဘေးက body ကလည်းအညိုရောင်လေးနဲ့ပေါ့နော်ဒီလိုမျိုးလေးဖြစ်မယ်ဒါကတော့သူ့ရဲ့အနောက် body ပါဒီပုံစံမျိုးလေးနဲ့လာမယ် official တရားဝင်အမကန်9နှစ်ပါမှာဖြစ်ပါတယ်เนาะတစ်နှစ်အတွင်းပစ္စည်းရောလက်ခါခါမယ် channel လေးနဲ့ပစ္စည်းကိုပြီးလက်ခါခါမယ်ပါအသုံးပြုပုံကလည်းပုံမှန်အတိုင်းပဲရိုးရှင်းတယ်ကျွန်တော်ပုံမှန်အတိုင်း power ဖွင့်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ program ပေါ့เนาะ program ရွေးမယ်ဒီကတော့ LED display screen နဲ့လာမှာဖြစ်တယ် wash race ကျွန်တော် spring ပါမယ်เนาะဒါကတော့ manual သုံးခြင်းသုံးလို့ရတဲ့ဟာပါဒါကတော့ water level ပြန်ချိန်တဲ့ဟာလေးပါခင်ဗျာတော့ဒါလေးကတော့ lock ကျသွားမယ်စနစ်ပေါ့နော်သူက delay တိုင်းပါမယ် lock ပြန်ဖြုတ်ဖို့အတွက်ကိုနော်အကြမ်းမြင်စက္ကန့်30 10မိနစ်လောက်စောင့်ရပါတယ် hydraulic တကားနဲ့လာမှာဖြစ်ပါတယ်ခင်ဗျအခုပြပေးနေရတော့ Hitachi 8kg နောက်ဆုံးထွက်ရှိထားတဲ့ model လေးပါခင်ဗျကျေးဇူးတင်ပါတယ်ဆက်တော့ဝယ်ခြင်းနဲ့ဆိုရင်เนาะအမှတ်205စိတ်ကန်းတာလန်အလေ blouse smile electronic မှာဝယ်ရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျ